Hallelujah. 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 ဖျားရှင်ဟာကောင်းမြတ်တော်မူ၍ဂရုဏာတော်အစဉ်အမြဲတည်တဲ့အတွက်ကြောင့်ဒီကနေ့အတူတကွယုံကြည်သူသားသမီးများအားလုံးတကဘာလုံးမှာရှိနေကြသောမိတ်ဆွေခရစ်တော်၌ညီအကိုများအားလုံးနဲ့အတူတကွနှုတ်ကပတ်တော်ဝေငှရသောအခွင့်နှုတ်ကပတ်တော်ခံယူရသောအခွင့်ကိုပြင်ဆင်ပေးတဲ့ထိုဖျားရှင်ရဲ့နာမတော်ဘုန်းကြီးပါစေအာမင်ဒီကနေ့အတူတကွနှုတ်ကပတ်တော်ခံယူရမယ့်အရာကတော့မဖြစ်နိုင်သောအရာမှဖြစ်လာခြင်းမဖြစ်နိုင်သောအရာများဖြစ်လာခြင်းဆိုတဲ့ခေါင်းစဉ်လေးနဲ့ဒီကနေ့အတူတကွနှလုံးသွင်းခံယူကြရမှာဖြစ်ပါတယ်ခဏလေးနှုတ်ကပတ်တော်ကိုဆက်ကပ်ကြရအောင်ကိုရောကိုယေရှုတင်တယ်အချိန်တိုင်းစက္ကန့်အလုံးစုံတိုင်းမှာသားတို့နဲ့အတူပါရှိပေးတဲ့အတွက်ကြောင့်ယေရှုတင်တယ်ဒီကနေ့သားတို့အတူတကွကိုရောရဲ့နှုတ်ကပတ်တော်များကိုခံယူကြမှာဖြစ်ပါတယ်။တိုင်းရှင်သောဝိညာဉ်တော်သားတို့စီမှာရှိတဲ့နာမလည်နိုင်တဲ့နေဆိုင်လာသောကိုရောရဲ့နှုတ်ထွက်စကားတော်များကိုတိုင်းရှင်သောဝိညာဉ်တော်မှနားလည်နိုင်သောဉာဏ်ရည်များပေးပါကိုရောတယောက်ချင်းစီရဲ့အသက်တာမှာနှုတ်ကပတ်တော်အဖြစ်တီးဆောက်เสียဖြစ်ပြီးသားတို့ရဲ့အသက်တာကိုပြောင်းလဲစေသောနှုတ်ကပတ်တော်ဖြစ်စေပြီဖြစ်တဲ့အတွက်ကြောင့်ယေရှုတင်တယ်။သားရဲ့ရှာနှုတ်ခမ်းပတ်စပ်များကိုလည်းကိုရောကောင်းကြီးပေးပြီဖြစ်တဲ့အတွက်ကြောင့်ယေရှုတင်တယ်။ဂျာနာရသောသူအားလုံးရဲ့အသက်တာမှာထင်ရှားရှင်းလင်းသောနှုတ်ကပတ်တော်များကိုရရှိစေပြီဖြစ်တဲ့အတွက်ကြောင့်ယေရှုတင်တယ်။နောက်ဆက်တဲ့စာရမဏတွေးဆောင်လဲပြခြင်းဟူသည်များကိုကိုရောရဲ့နာမအဖြစ်ဖယ်ရှားတယ်။တိုင်းရှင်သောဝိညာဉ်တော်အဖြစ်အစလည်းဆုံးထိတိုင်ကိုရောရှင်ပါဝင်ပေးတော်မူမိကြောင်းကဲတင်ပိုင်ရှင်ယေရှုခရစ်မဟာနာမမြစ်ဖြစ်ဆုတောင်းဆက်ကပ်ပါ၏ဖဖျားရှင်အာမင်မိတ်ဆွေဒီလောကကြီးဟာပျော်ရွှင်မှုတွေအစဉ်ပြေမှုတွေနဲ့ဖွဲ့စည်းထားတဲ့လောကအရာမဟုတ်ပါလောကကြီးထဲမှာနေထိုင်တဲ့သူတွေအားလုံးဝမ်းနည်းကြေကွဲခြင်းဒုက္ခပင်လယ်ထဲမှာအမှောင်ကပါထဲမှာနေကြတဲ့သူတွေဖြစ်တယ်ဒီလောကဟာကျွန်တော်တို့အတွက်ခဏလေးနေရတဲ့ဧည့်သည်တယောက်အနေနဲ့နေထိုင်ရတဲ့လောကကြီးဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့အတွက်ထာဝရပျော်ရွှင်မဲ့နေရာထာဝရစံစားနိုင်မဲ့နေရာအဲ့ဒီနေရာကတော့ထာဝရအသက်ကိုပိုင်ဆိုင်ရမဲ့နေရာမျက်မှောက်တော်တည်ဟူသောကောင်းကင်နိုင်ငံတော်ဖျားသခင်စီမှာဖြစ်ပါတယ်ဒီကနေ့နှုတ်ကပတ်တော်အားဖြင့်ခွန်အားပေးခြင်းနဲ့ကျမ်းပိုက်ကတော့ယေစကြည်လအခန်းကြီး39ယေစကြည်လအခန်းကြီး39အငယ်1ကနေ15အထိဖြစ်ပါတယ်အငယ်1နဲ့2ကိုကျွန်တော်ဖတ်ချင်ပါတယ်တဖန်ထာဝရဘုရားဤလက်တော်ဒီငါအပေါ်မှာရှိ၍ဝိညာဉ်တော်အားဖြင့်ငါကိုအပြင်သို့ဆောင်သွားလျက်
အယိုးတို့နှင့်ပြည်သောချိုက်အလယ်၌ထားပြီးလင်ထိုအယိုးတို့ပတ်လည်၌ရှောက်သွားစေတော်မူ၏ထိုချိုက်မျက်နှာပြင်၌များစွာသောအယိုးတို့သည်ရှိ၍အလွန်6ကြ၏ဒီနှုတ်ကပတ်တော်ထဲမှာကျွန်တော်တို့တွေ့ရပါတယ်ဣသရေလလူမျိုးတွေရဲ့နောက်ဆုံးဘုရင်ဣသရေလလူမျိုးတွေရဲ့ဣသရေလလူမျိုးယူဒလူမျိုးတွေရဲ့နောက်ဆုံးဘုရင်ကဘာတူလဲဆိုတော့ဇေဒကိမင်းကြီးဖြစ်တယ်အဲ့ဒီဘုရင်ဟာဣသရေလလူမျိုးတွေရဲ့နောက်ဆုံးဘုရင်ဖြစ်တယ်ဇေဒကိရဲ့လက်ထက်မှာဣသရေလလူမျိုးတွေနေထိုင်တဲ့ယူဒလူမျိုးတွေနေထိုင်တဲ့ယေရုရှလင်မြို့ကြီးဟာလုံးဝပျက်စီးသွားတယ်ဣသရေလလူမျိုးတွေဟာဖျားစကားကိုနားမခံတဲ့အတွက်ကြောင့်ဖျားစကားနားမထောင်တဲ့အတွက်ကြောင့်ဖျားကဣသရေလလူမျိုးတွေကိုနောက်ဆုံးမှတိုင်ခတ်ခြင်းဖြစ်တယ်အဲ့ဒီဘုရင်မင်းမြတ်လက်ထက်မှာဇေဒကိမင်းလက်ထက်မှာဒဏ်ခတ်တဲ့အချိန်မှာဒုက္ခမျိုးစုံကြုံတွေ့ရတယ်သူတို့ရဲ့မြို့တော်ယေရုရှလင်မြို့ကြီးအားလုံးပျက်စီးသွားတာဖြစ်ပါတယ်အဲ့ဒီအချိန်မှာဣသရေလလူမျိုးတွေယူဒလူမျိုးတွေဟာဘာဘီလုန်ကိုတွားပြီးမှအဲ့ဒီနေရာမှာဒုက္ခတဲ့အဖြစ်သူတို့ဟာထွက်ပြေးသိမ်းရှောင်ကြတယ်အဲ့ဒီအချိန်မှာဘာဘီလုန်ပြည်ကိုအုပ်စိုးနေတဲ့မင်းကြီးကနေဗုခဒ်နေဇာမင်းဖြစ်ပါတယ်နေဗုခဒ်နေဇာမင်းဟာယေရုရှလင်မြို့ကိုဝိုင်းထားတာဖြစ်ပါတယ်ယေရုရှလင်မြို့ကိုအကုန်လုံးဝိုင်းထားပြီးမှယေရုရှလင်မြို့ကိုသိမ်းပိုက်လိုက်ခြင်းဖြစ်ပါတယ်အဲ့ဒီအချိန်မှာဖယားရဲ့ prophet ဖြစ်တဲ့ဣသရေလလူမျိုးယေစကြည်လဣဇဂဲလ်ဟာဘာဘီလုန်မြို့ကိုထွက်ပြေးသိမ်းရှောင်သွားပါတယ်ဣဇဂဲလ်ဟာယေစကြည်လဟာသူ့ရဲ့နိုင်ငံယေရုရှလင်မြို့ကြီးရန်သူရဲ့လက်ထဲမှာရောက်ရှိသွားတဲ့အချိန်မှာသူဟာဖျားနဲ့အမြဲတမ်းဖျားကိုဆန်ငတ်ပြီးမှဖျားကိုပဲအကူအညီတောင်းတာဖြစ်တယ်အဲ့ဒီ prophet ယေဇကြည်လအဲ့ဒီအချိန်မှာဖျားတခင်ကယေဇကြည်လကိုအသုံးပြုပြီးမှတည်နေတဲ့ယေရုရှလင်မြို့ကြီးကိုပြန်လည်၍အသက်ရှင်စေတာဖြစ်ပါတယ်ခုနကျွန်တော်တို့နှုတ်ကပတ်တော်ထဲမှာဖတ်ရပါတယ်ပထမအပိုင်ငယ်တစ်ထဲမှာထာဝရဘုရား၏လက်ဒီငါတို့အပေါ်မှာရှိ၍ဝိညာဉ်တော်အားဖြင့်ငါကိုအပြင်သို့ဆောင်သွားလျက်အယိုးတို့နှင့်ပြည်သောချိုက်အပေါ်၌ထားပြီးလေထာဝရဘုရားရဲ့လက်တော်ဒီငါအပေါ်မှာရှိတယ်တဲ့ဘုရားသခင်ရဲ့လက်တော်ဟာငါအပေါ်မှာဆိုတော့ငါဆိုတာကယေစကြည်လဖြစ်ပါတယ်ငါအပေါ်မှာထာဝရဘုရားရဲ့လက်တော်ရောက်လာတဲ့အချိန်မှာထာဝရဘုရားရဲ့လက်တော်ထဲမှာနေလိုက်တဲ့အချိန်မှာအဲ့ဒီထာဝရဘုရားကဝိညာဉ်တော်နဲ့ယေစကြည်လကိုအပြင်သို့ခေါ်ဆောင်သွားတာဖြစ်ပါတယ်။ဘာဖြစ်လို့ယေစကြည်လရဲ့အပေါ်မှာထာဝရဘုရားရဲ့လက်တော်ကရောက်ရှိရတယ်လဲဆိုရင်ထွမြောက်ရာကျမ်းအခန်းကြီး33အငယ်22ထဲမှာမောရှေဟာသူ့
ရဲ့နှလုံးသားနဲ့ဖယားကိုတွေးချင်တဲ့စာငတ်တဲ့နှလုံးသားရှိတဲ့အချိန်မှာဖယားရဲ့မျက်နှာကိုအယံတွေးချင်တာဖြစ်တယ်အဲ့လိုဖယားရဲ့မျက်နှာကိုအယံတွေးချင်တဲ့အချိန်မှာမောရှေဟာဖယားသခင်ကိုတောင်းလျှောက်ထားတာဖြစ်တယ်ကိုရောရဲ့မျက်နှာကိုကျွန်ုပ်တွေးချင်တယ်ဖယားသခင်ကမောရှေကိုဘယ်လိုပြောလဲဆိုတော့ငါမျက်နှာကိုမြင်တဲ့လူတိုင်းဟာသေတယ်ဒါပေမဲ့ဖယားသခင်ဟာလေသူ့ရဲ့လူတွေကိုဘယ်တော့အချိန်ခါမှဘလောက်ပဲဒုက္ခရောက်ပါစေသူ့ကိုဘလောက်ပဲပြစ်ထားပါစေဖယားသခင်ကသူ့ရဲ့လူတွေကိုပြစ်မထားဘူးအမြဲတမ်းသူတို့ရဲ့အလိုသူတို့ဖြစ်ချင်တဲ့အရာကိုဖယားကနောက်ဆုံးမှပြန်ပေးတာဖြစ်တယ်မောရှေရဲ့နှလုံးသားနဲ့စာငတ်တဲ့နှလုံးသားနဲ့ဖယားကိုတွေးချင်တဲ့အရာဟာတွေးချင်တဲ့စိတ်ရှိတဲ့အတွက်ကြောင့်ဖယားသခင်ရဲ့ဘုံဂုံအတရေဟာရှောက်သွားတဲ့အချိန်မှာတဲ့သင်ကိုကြောက်ကြားထဲမှာသင်ကိုထားမယ်တဲ့ကြောက်ဆောင်ကြားထဲမှာထားပြီးမှငါလက်နဲ့သင်ကိုအုပ်ထားမယ်သူ့ရဲ့လက်တော်နဲ့အုပ်ထားမယ်အဲ့မှာမောရှေဒီလေဖယားရဲ့လက်တော်ဖယားရဲ့လက်နဲ့အုပ်ချုပ်လက်တော်နဲ့အုပ်ခြင်းကိုခံရတယ်ငါရဲ့လက်ကိုဆွဲထုတ်လိုက်တဲ့အချိန်မှာငါအဲ့ဒီနေရာနေထွက်သွားတဲ့အချိန်မှာငါရဲ့ကြောကုန်းကိုမြင်ရမယ်မောရှေဒီသူ့ရဲ့ဆန္ဒမှုကြောင့်ဖယားရဲ့ကြောကုန်းကိုတွေးခဲ့တာဖြစ်တယ်သူ့ရဲ့ဆန္ဒပြည့်သွားတာဖြစ်တယ်အဲ့ဒီလိုပါပဲယေစကြည်လဟာသူ့ရဲ့ဣသရေလလူမျိုးတွေဒုက္ခရောက်နေတယ်ယေရုရှလင်မြို့ကြီးပြက်နေတဲ့ချိန်မှာ तू ဟာဝမ်းနေကြေကွဲစွာပြီး तू ဘာမှမလုပ်နိုင်တော့ဘူးအဲ့ဒီချိန်မှာကိုရောသားလင်တတ်နိုင်တယ်ဖယားသားလင်တတ်နိုင်တယ်ဆိုတဲ့နှလုံးသားမှာဆာငတ်လာတဲ့ခါမှာဖယားကိုတောင်းလျှောက်နေတာဖြစ်တယ်ဖယားနဲ့သွားနေတာဖြစ်တယ်ဘသူကမှ तू အာမကိုတော့ဘူးအဲ့ဒီအချိန်မှာဖယားရဲ့လက်တော်နဲ့လက်တော်ဒီငါအပေါ်မှာရှိ၍တယ်ဖယားရဲ့လက်တော်ကသူ့အပေါ်မှာကြားရောက်သွားတာဖြစ်တယ်ယေစကြည်လအပေါ်မှာဖယားရဲ့လက်တော်ရောက်ရှိသွားတာနဲ့တပြိုင်နက်ယေစကြည်လဘာရရှိသွားတယ်လဲဆိုတော့ဆက်ကြည့်မယ်ဆိုတော့ဖယားသခင်၏လက်တော်ဒီငါအပေါ်မှာရှိ၍ဝိညာဉ်တော်အားဖြင့်ငါကိုအပြင်သို့ခေါ်ဆောင်သွားတယ်ဖယားရဲ့လက်တော်ကျသွားတဲ့အချိန်မှာဖယားရဲ့ဝိညာဉ်လည်းတခါတည်းယေစကြည်လစီမှာရောက်သွားတာဖြစ်တယ်အဲ့ဒီချိန်မှာယေစကြည်လဟာသူ့ရဲ့တိုင်းပြည်သူ့ရဲ့မြို့ယေရုရှလင်မြို့ကိုသွားဖို့ရန်ငွေရေးကြေးရေးတွေနဲ့သူ့ရဲ့အရေးအချင်းတွေနဲ့သူရှိတဲ့အရာတွေနဲ့သူမသွားတော့ဘူးသူ့ရဲ့ဖြစ်ချင်းတွေအားလုံးက0ဖြစ်သွားပြီးမှအဲ့ဒီဖယားသခင်လက်တော်ကနေရောက်ရှိလာတဲ့ဝိညာဉ်တော်ကနေသူ့ကိုဥဆောင်သွားတာဖြစ်ပါတယ်သခင်ယေရှုခရစ်တော်ဟာရက်ပေါင်း40အစာရှောင်ဆုတောင်းဖို့သွားတဲ့အချိန်မှာဝိညာဉ်တော်ကရှေ့မှာခေါ်ဆောင်သွားတာဖြစ်တယ်ဝိညာဉ်တော်ကခေါ်ဆောင်သွားတဲ့အချိန်မှာသခင်ယေရှုခရစ်တော်ဟာစုံစမ်းခြင်းတွေမျိုးတွေ့ရတယ်ယေစကြည်လဒီလေစုံစမ်းခြင်းတွေတွေ့ရမှာဖြစ်တယ်မိတ်ဆွေကျွန်တော်တို့ဘဝမှာဒုက္ခပင်လယ်ထဲမှာဒုက္ခမုန်တိုင်းထဲမှာကျွန်တော်တို့ကြုံနေရတဲ့အချိန်မှာဝိညာဉ်တော်နဲ့သွားပြီးဆိုပေမဲ့လေကျွန်တော်တို့ဒီအမြဲတမ်းစုံစမ်းခြင်းကိုခံရအောင်မှာဖြစ်တယ်။တနည်းပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီအမြဲတမ်း
စာမဲပွဲနေတိုင်းဖြေဆိုရမှာဖြစ်တယ်ယေစကြည်လဟာဝိညာဉ်တော်ကခေါ်ဆောင်သွားပြီဘယ်ကိုခေါ်ဆောင်သွားတယ်လဲဆိုတော့အဲ့ဒီလိုဖျားရဲ့ဘုံဖျားရဲ့တကိုးအသစ်သောအရာတွေလာတော့မယ်ဆိုတဲ့အချိန်မှာယေရုရှလင်မြို့ယေရုရှလင်ဣသရေလလူမျိုးတွေရဲ့အသက်ပြန်ရှင်တန်ဖို့သူလှုပ်တော့မယ်ဆိုတဲ့အချိန်မှာသူဟာအစဉ်ပြေမှုတွေအစဉ်ပြေတဲ့နေရာဂုံစည်းစိမ်ရှိတဲ့နေရာပတ်စံတွေနဲ့မသွားဘူးပတ်စံတွေရှိတဲ့နေရာကိုသူမရောက်ဘူးနိုင်ကလပ်တွေမရောက်ဘူးဘယ်နေရာကိုရောက်သွားတယ်လဲဆိုတော့လူတွေမရောက်ချင်တဲ့နေရာလူတွေမဖြစ်ချင်ဆုံးမရောက်ချင်တဲ့နေရာကိုယေရှုကြည်လာရောက်သွားတာဖြစ်တယ်ဝိညာဉ်တော်ကခေါ်သွားတာဖြစ်ပါတယ်ဘယ်နေရာလဲဆိုတော့ဘာမှအသုံးပြုလို့မရတော့တဲ့ချိုင်ဝိုင်းထဲမှာအဲ့ဒီချိုင်ဝိုင်းရဲ့ဘေးပတ်လည်မှာအယိုးစုတွေပုံထားတယ်လူသေးကောင်တွေရဲ့အယိုးတွေပဲကြံရှိတဲ့နေရာမှာဒီအသားတွေလည်းမရှိတော့ဘာမှမကြံတော့တဲ့အယိုးပဲကြံတဲ့အယိုးစုပုံတွေကိုရောက်သွားတာဖြစ်တယ်အဲ့ဒီအယိုးစုတွေရဲ့ကြားထဲမှာသူ့ကိုလမ်းလျှောက်ခိုင်းတယ်အဲ့ဒီမှာအဲ့ဒီအယိုးစုပုံတွေကိုရောက်ရှိသွားတဲ့အချိန်မှာယေစကြည်လဟာပထမဆုံးဇာမဘွေအစစ်ခံရပြီဝိညာဉ်တော်ကသူ့ကိုခေါ်သွားပြီဒါပေမဲ့သူအစစ်ခံရသေးတယ်ဘုရားသခင်ကယေစကြည်လကိုချက်ချင်းမေးလိုက်တယ်ဘုရားသခင်မေးတဲ့စကားကဘာလဲဆိုတော့အပိုင်ငယ်3ထဲမှာအပိုင်ငယ်3ခတ်ခွေးထဲမှာဤအယိုးတို့ဒီအသက်ရှင်နိုင်သေးသလားဟုမေးတော်မူလင်ငါကအိုးအရှင်ထာဝရဘုရားကိုတော်တိတော်မူဒီဟုလျှောက်လေ၏ယေစကြည်လပြန်ဖြေတဲ့အရာကတော့သူ့ရဲ့အဖြေကလုံးဝရှင်းနေပါတယ်ဒီအရာဟာကိုတော်အားလုံးသိပြီးသားဖြစ်ပါတယ်ကိုတော်လုံနိုင်တယ်ဖြစ်နိုင်တယ်ဆိုတဲ့အဖြေဖြစ်ပါတယ်ဒီအယိုးစုတွေကိုအသက်ပြန်ရှင်ခိုင်းလို့ရသလားလို့ဖခင်ကမေးတဲ့အချိန်မှာယေစကြည်လရဲ့အဖြေကစာမေပွဲအောင်သွားတာဖြစ်တယ်ကိုတော်အကုန်သိတယ်ကိုတော်အကုန်သိတယ်ကိုတော်လုံနိုင်တယ်ဆိုတာစိတ်ချလက်ချနဲ့ပြန်ဖြေလိုက်တာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့တက်တာထဲမှာနှုတ်ကပတ်တော်နဲ့သွားလာပြီဝိညာဉ်တော်နဲ့သွားလာပြီလွတ်လပ်မှုတွေကျွန်တော်တို့ရဲ့ပေါ်ပါမှုတွေနဲ့အစဉ်ပြေမှုတွေနဲ့သွားလာပြီဒါပေမဲ့လေဖျားရှင်ကနေတိုင်းကျွန်တော်တို့ကိုမေခွန်းမေးနေတာဖြစ်ပါတယ်စာမေးပွဲဖြေခိုင်းတာဖြစ်ပါတယ်ယေစကြည်လကဲ့သို့ကျွန်တော်တို့ဒီဖြေတတ်ဖို့နှုတ်ကပတ်တော်နဲ့များအသက်တာဆံငတ်ဖို့လိုပါတယ်ဆိုတဲ့ဟာလေးကိုကျွန်တော်အနည်းငယ်ခွင့်ပေးချင်ပါတယ်စိတ်ချတယ်ယေစကြည်လကကိုတော်လုံနိုင်တယ်အယိုးစုတွေဆိုတာကအသားလည်းမရှိတော့ဘူးစင်ချီအကြောတွေအသားတွေအရေးခွင်းတွေဘာတစ်ခုမှမရှိတော့ဘူးလူမဟုတ်တော့ဘူးအယိုးကြံတဲ့ဟာကိုဘလို့လို့လူဖြစ်နိုင်မလဲလူနေနဲ့စဉ်းစားမယ်ဆိုရင်မဖြစ်နိုင်တော့ဘူးဒါပေမဲ့ဖခင်သခင်ကမဖြစ်နိုင်တဲ့အရာတွေကိုဖြစ်စေတဲ့ဖခင်ဖြစ်တယ်မဖြစ်နိုင်သောအရာများမတတ်နိုင်သောအရာများဖြစ်စေသောဖခင်ကျွန်တော်ကိုယ်ွယ်
လုံနိုင်သောအရာများမတန်နိုင်သောအရာများဖြစ်စေသောဖယားကျွန်တော်ကိုွယ်အာငယ်သောသူများလဲနေသောသူများဖေးမပေးသူဖယားကျွန်တော်ကိုွယ်အရာရာတိုင်းတတ်နိုင်တယ်အရာရာလဲလုံနိုင်တယ်အရာရာကုန်လုံးဖန်ဆင်း၍ပိုင်သာသူအရာရာတဲ့ချီမြောက်မယ်ဘိုးတော်မြတ်ကောင်းမြတ်တယ်အချိန်နာရီတိုင်းချီးမွမ်းကိုွယ်မယ်အကောင်းမြတ်ဆုံးယေရှုမိတ်ဆွေမဖြစ်နိုင်တဲ့အရာတွေမတတ်နိုင်တဲ့အရာတွေကိုဖြစ်စေတဲ့ဖခင်တတ်နိုင်စေတဲ့ဖခင်ကကျွန်တော်တို့အတွက်အမြဲတမ်းကောင်းမြတ်နေတဲ့သခင်ယေရှုသားလေးဖြစ်ပါတယ်ဟာလေလုယာယေစကြည်လကိုဖခင်ကမေးပါတယ်ဖြစ်နိုင်သလားအသက်ပြန်ရှင်နိုင်သလားကိုတော်သိပါတယ်အဲ့ဒီချိန်မှာထာဝရဘုရားကလည်းအပိုင်ငယ်လေးထဲမှာဤအယိုးတို့အပေါ်မှာပရောဖက်ပြု၍ဟောပြောရမည်မှာအိုးတွေးချောက်သောအယိုးတို့ထာဝရဘုရား၏အမိန့်တော်ကိုနားထောင်ကြလော့အမိန့်ပေးပြီအမိန့်ပေးခိုင်းပြီအဲ့ဒီအယိုးတွေပေါ်မှာထာဝရဘုရားကအမိန့်ပေးခိုင်းလိုက်ပြီအပိုင်ငယ်ငါမှာဤတွေးချောက်သောအယိုးတို့အားအရှင်ထာဝရဘုရားမိန့်တော်မူသည်ကငါဒီသင်တို့အထက်သို့အသက်ကိုသွင်း၍သင်တို့ဒီအသက်ရှင်ကြရမယ်အယိုးတွေကိုအမိန့်ပေးလိုက်ပြီငါဟာသင်တို့အယိုးထဲမှာဝင်ပြီးမှသင်တို့ကအသက်ပြန်ရှင်လာမယ်ဘသူကအမိန့်ပေးခိုင်းတယ်လဲယေစကြည်လကိုအမိန့်ပေးခိုင်းလိုက်တာဖြစ်တယ်အဲ့ဒီချိန်မှာအယိုးတွေဟာမြောက်များစွာသောအယိုးဟိုနေရာဒီနေရာမှာပြန်ကျက်နေတဲ့အယိုးတွေဟာလက်နေရာမှာလက်ခြေထောက်နေရာမှာခြေထောက်ခါနေရာမှာခါအဲ့ဒီအယိုးတွေဟာပြန်ပြီးမှစုလာကြတယ်အမိန့်ပေးလိုက်တဲ့အချိန်ပြန်ပြီးမှစုလာကြတယ်အဲ့ဒီလိုစုလာတဲ့အချိန်မှာအယိုးတွေကအကုန်လုံးဆက်သွားပြီဆက်လိုက်တဲ့အချိန်မှာအဲ့ဒီဆက်နေတဲ့အတန်တွေကိုကြားရတယ်အတန်တွေကိုကြားရတယ်ကျွန်တော်တို့ရဲ့ဒုက္ခဆင်းရဲမျိုးစုံကြုံတွေ့နေရတဲ့အရာတွေဟာတစ်ခုထဲမှာရောက်ရှိလာတဲ့အချိန်မှာအဲ့ဒီနှုတ်ကပတ်တော်ကတိုင်ရှင်သောဝိညာဉ်တော်ကဒုက္ခပြဿနာပေါင်းစုံကိုအဲ့ဒီဝိညာဉ်တော်ကတစ်ခုထဲကိုသူကခေါ်ဆောင်သွားတာဖြစ်တယ်။ဘယ်နေရာကိုခေါ်ဆောင်သွားမလဲကျွန်တော်တို့ဆက်ကြည့်အောင်။အဲ့ဒီချိန်မှာသူ့ရဲ့အယိုးပေါ်မှာဘာလာတယ်လဲဆိုတော့အဲ့ဒီအယိုးတွေပေါ်မှာအကြောတွေကတက်လာတယ်တခုချင်းဟာလေလုယာအကြောတွေကအဲ့ဒီအယိုးတွေပေါ်မှာကျက်သိန်းတောင်ထားတယ်ဒီနှုတ်ကပတ်တော်ကိုဖတ်တဲ့အချိန်မှာကျွန်တော်ကျက်သိန်းတောင်ထားတော့အဲ့ဒီအယိုးတွေပေါ်မှာအကြောတွေကတက်လာတယ်အကြောတွေအကုန်လုံးတက်လာပြီးတဲ့နောက်ပိုင်းမှာဘာတွေတက်လာတယ်လဲဆိုတော့အဲ့ဒီအကြောပေါ်မှာအသားတွေကပြန်တက်လာတယ်လေခုနအယိုးတွေပဲရှိတယ်နော်ဒါပေမဲ့ဖျားလှုပ်လိုက်ပြီဆိုရင်တော့မဖြစ်နိုင်တဲ့အရာတွေမဖြစ်နိုင်ဘူးလို့ထင်ထားတဲ့အရာတွေကတခုချင်းတက်လာတာအသားတွေတက်လာတယ်အဲ့ဒီအသားတွေပေါ်မှာဘာဆက်တက်လာတယ်လဲဆိုတော့ဒီအယေခွန်းတွေ
အပိုင်ငယ်6 8ကျွန်တော်တို့အဲ့ထဲမှာတွေ့ရတယ်အရေးခွင်တွေကတက်လာပြီးမှအဲ့မှာဖုံးထားတဲ့လူဖြစ်လာပြီအဲ့မှာမတ်တရက်ပြီလူဖြစ်လာပြီဒါပေမဲ့လူတော့ဖြစ်တယ်သူတို့ကလှုပ်ရှားလို့မရသေးမတ်တရက်နေတယ်လူတော့အကုန်လုံးဖြစ်သွားပြီလှုပ်ရှားလို့မရသေးဘူးဘာလို့တလဲအသက်ရှင်ဖို့လို့အသက်လို့တယ်အဲ့ဒီချိန်မှာထာဝရဘုရားသခင်ကအရှိအနောက်တောင်လေမြောက်ဟိုးရှင်းနောက်တောင်လေတွေကသွားပြီးမှအဲ့ဒီလူရဲ့အထဲမှာလေနဲ့သူပါလာလေထဲမှာပါလာတော့ဝိညာဉ်တော်ကိုအသက်ကိုတွင်းဖို့အမိန့်ပေးလိုက်တယ်ပိုင်းငယ်ကိုထဲမှာထာဝရဘုရားကလည်းအချင်းလူသားလေအားပရောဖက်ပြုလို့လေကိုပရောဖက်ပြုခိုင်းတာလေအားပရောဖက်ပြုလို့အရှင်ထာဝရဘုရား၏အမိန့်တော်ကိုလေအားဆင့်ဆိုရမည်မှာအိုးလေအရက်လေးမျက်နာတို့မှလာ၍ဤအသေးကောင်တို့ဒီအသက်ရှင်မိအကြောင်းသူတို့အပေါ်မှာမှုတ်လောမှားထားတယ်လေကိုပရောဖက်ပြုလိုက်တာယေစကြည်လကိုပရောဖက်ပြုခိုင်းလိုက်အဲ့ဒီချိန်မှာလေကရှင်းနောက်တောင်ကနေလာတဲ့လေတွေကအဲ့ဒီလူသေးကောင်မတ်တရက်နေတဲ့လူသေးကောင်တွေစီထဲကိုဝိညာဉ်တော်ကဝင်သွားတယ်အဲ့ဒီအချိန်မှာအဲ့ဒီလူတွေကအသက်ရှင်ခြင်းကိုပြန်ရတာဖြစ်တယ်ဟာလေလုယာကဘာဦးကျမ်းအခန်းကြီး2အငယ်9ထဲမှာထိုသူတို့ရဲ့နှာခေါင်းထဲမှာဇီဝအသက်ကိုမှုတ်သွင်းပေးလိုက်တဲ့အချိန်မှာအသက်ရှင်သောလူတ attva ဖြစ်လာတယ်တဲ့ကဘာဦးကျမ်းအခန်းကြီး2ပိုင်ငယ်9ထဲမှာဘုရားသခင်ကလူကိုဖန်ဆင်းတဲ့အချိန်မှာခုနလိုပဲရွှေနေကိုယူတယ်အသားတွေချင်းစင်ချီတွေအကုန်လုံးဒီမှာခန္ဓာကိုယ်တစ်ခုဖြစ်သွားတဲ့အချိန်မှာနောက်ဆုံးမှာဘုရားရဲ့အသက်ဇီဝအသက်ကိုတွင်းပေးလိုက်တဲ့အချိန်မှာအဲ့ဒီလူကအသက်ရှင်သောတ attva ဖြစ်လာတယ်အဲ့ဒီလိုပဲခုနအသေးကောင်ဟာချိုင်ဝိုင်းထဲမှာရှိတဲ့အယိုးစုတွေဟာလူဖြစ်လာပြီးမှနောက်ဆုံးမှာအဲ့ဒီလူရဲ့အထဲမှာလေနဲ့သူဖျားသခင်ကဝိညာဉ်ကိုထည့်ပေးလိုက်တဲ့အခါမှာအဲ့ဒီဝိညာဉ်ကသက်ရှင်သွားတယ်လှုပ်ရှားလို့ရသွားလူအသေးကောင်ကလှုပ်ရှားလို့ရသွားတယ်အဲ့ဒီလိုအဲ့ဒီအယိုးစုတွေလူတွေဟာအသက်ရှိလာတယ်အသက်ရှင်လာတဲ့အချိန်မှာသူတို့အထဲမှာအဲ့ဒီဝိညာဉ်တွေရောက်ရှိသွားတဲ့အချိန်မှာတစ်ချိန်ကတည်သွားတဲ့ဝိညာဉ်တွေကပြန်ပြီးအသက်ရှင်လာတယ်လူတွေမြောက်များစွာဣတိလလူမျိုးတွေပြန်မြောက်များစွာပြန်တွေ့လာအဲ့ဒီချိန်မှာဣတိလလူမျိုးတွေဟာဒုတိယမွေးဖွားခြင်းကိုအဲ့ဒီအချိန်မှာသူတို့ပြန်ရရှိကြပါတယ်ဒုတိယအကျင့်ကြွလာမဲ့သခင်ယေရှုကတည်လာမဲ့အရာကတော့အသက်ရှင်ခြင်းတည်ဟူသောနောက်ဆုံးသောကာလမှာချီဆောင်ခြင်းကာလချီဆောင်ခြင်းရောက်တဲ့အချိန်မှာသခင်ယေရှုကကျွန်တော်တို့ကိုချီဆောင်ဖို့လာတဲ့အချိန်မှာသူတည်လာမဲ့အရာကတော့ဝိညာဉ်တော်အသက်ကိုသူကျွန်တော်တို့အတွက်တည်လာမှာဖြစ်ပါတယ်အဲ့ဒီဝိညာဉ်တော်အသက်ကိုရရှိသောသူများအားလုံးဟာဒုတိယမွေးဖွားခြင်းကိုခံပြီးမှသခင်ယေရှုခရစ်တော်နဲ့သူအဖစီကိုကျွန်တော်တို့သူသွားရမှာဖြစ်ပါတယ်အားလုံးပါသွားမှာဖြစ်ပါတယ်လောကကြီးထဲမှာမြောက်များစွာသောလူတိုင်းဟာဒုက္ခပင်လယ်ထဲမှာဒုက္ခမုန်တိုင်းထဲမှာဝ
ဝန်နဲ့ကြည်ကွယ်ခြင်းပြဿနာမျိုးစုံနဲ့ရင်ဆိုင်ကြတဲ့အချိန်မှာလူအနေနဲ့စဉ်းစားတဲ့အချိန်မှာမဖြစ်နိုင်တော့ဘူးကျွန်တော်ဖြစ်ခြင်းတဲ့ဆန္ဒတွေမဖြစ်တော့ကျွန်တော်မီလီယံနာဖြစ်ခြင်းနဲ့ဘီလီယံနာဖြစ်ခြင်းနဲ့မဖြစ်နိုင်တော့တဲ့အချိန်မှာနောက်ဆုံးတော့သူတို့ရဲ့အသက်ဆုံးရှုံးသွားအောင်သူတို့ဘာသာသူတို့ကြံစီတဲ့အရာတွေအများကြီးဒါပေမဲ့ဘုရားသခင်စီမှလာတော့တန်ရှင်းသောဝိညာဉ်တော်ဒီဝိညာဉ်တော်ကိုလက်ခံရရှိသောသူဒီဝိညာဉ်တော်အထဲမှာရှိပြီးသားသူဒီအရာအလုံးဟာဘုရားတတ်နိုင်တယ်ဆိုတဲ့အရာနဲ့အသက်ရှင်ကြတာဖြစ်တယ်အဲ့ဒီအယိုးစုတွေဟာအောက်ပိုက်မှာတွေ့ရတယ်နောက်ဆုံးတော့ဘိုးချီကြီးဖြစ်လာတယ်ဘိုးချီဆိုတာကတကယ်များတဲ့စစ်တိုက်ကြီးဖြစ်လာတယ်ဣတိလလူမျိုးတွေဖြစ်လာတယ်အသက်ပြန်ရရှိသွားတယ်အဲ့ဒီဘိုးချီဟာဘာဖြစ်လို့ဘိုးချီဖြစ်လာရတယ်လဲဆိုတော့ဘိုးချီကတကူကြောင့်လည်းမဟုတ်ဘူးသူတို့ရဲ့လှုပ်ဆောင်နိုင်ခြင်းသူတို့ရဲ့အရေးအချင်းတွေနဲ့လည်းဘိုးချီဖြစ်လာတာမဟုတ်ဘူးအဲ့ဒီဘိုးချီဖြစ်လာနိုင်တဲ့အကြောင်းရင်းကတော့တန်ရှင်းသောဝိညာဉ်တော်အထဲကိုရောက်ရှိသွားတယ်ဝိညာဉ်တော်ရဲ့လွှမ်းမိုးခြင်းကိုရရှိတဲ့အတွက်ကြောင့်ဘိုးချီဖြစ်လာတာဖြစ်ပါတယ်စစ်နိုင်ရတဲ့အကြောင်းရင်းကတိုက်ပွဲမှာစစ်နိုင်တဲ့အကြောင်းရင်းကတော့စစ်ပွဲမှာထူးချွန်လို့တိုက်ရိုက်ခိုင်းနိုင်လို့စစ်ပွဲနိုင်တာမဟုတ်ဘူးဝိညာဉ်တော်အထဲမှာရှိတဲ့အတွက်ကြောင့်အဲ့ဒီဝိညာဉ်တော်ကတိုက်နိုင်ခိုင်းနိုင်သောဉာဏ်ပညာကြီးတွေကိုပေးတဲ့အတွက်ကြောင့်ဘိုးချေဖြစ်လာပြီးမှစစ်ပွဲကိုနိုင်တာဖြစ်ပါတယ်စစ်မှုဟာကိုရောအတာပဲကိုရောဟာတိုင်ရှင်သောဝိညာဉ်တော်ဖြစ်တယ်ကိုရောဟာသခင်ယေရှုခရစ်တော်ဖြစ်တယ်ကျွန်တော်တို့ရဲ့နှလုံးသားထဲမှာအဲ့ဒီဝိညာဉ်တော်သခင်ယေရှုခရစ်တော်နေရာယူပြီးဆိုတော့ကျွန်တော်တို့အတွက်ကျွန်တော်တို့လှုပ်ရှားစရာမလိုတော့ကျွန်တော်တို့လုပ်ရမယ့်အရာအလုံးကဝိညာဉ်တော်ကဥဆောင်ပြီးလုပ်တော့မှာဖြစ်ပါတယ်ဒါကြောင့်ယောလအခန်းကြီး2အငယ်18ထဲမှာလူမျိုးတကာတို့အပေါ်မှာငါဤဝိညာဉ်တော်ကိုသွန်းလောင်းမည်တဲ့ယောလအခန်းကြီး2အငယ်18ထဲမှာအဲ့ဒီဝိညာဉ်တော်ဟာနေရာတကာမှာရှိတဲ့ဒီကဘာမှာရှိတဲ့လူတွေအားလုံးရဲ့အထဲကိုရောက်သွားပြီဆိုရင်ကိုရောဒီကဘာမှာရှိတဲ့လူတွေအားလုံးယုံကြည်သူအားလုံးဟာဘူပင်တော့ကစိုးရိမ်ခြင်းတွေနဲ့တခုမှကြုံရတော့မှာမဟုတ်ဘူးအထဲမှာရှိတဲ့ဝိညာဉ်တော်ကအကုန်လုံးလှုပ်ပေးမှာဖြစ်ပါတယ်အဲ့ဒီဝိညာဉ်တော်ကလုံနိုင်သောဉာဏ်ရည်တွေရှာနိုင်သောစီးစိမ်ရနိုင်သောပညာတွေကိုပေးမှာဖြစ်တယ်ကြွေဝခြင်းတွေကိုပေးမှာဖြစ်တယ်ဉာဏ်ပညာရည်တွေကိုပေးမှာဖြစ်ပါတယ်အဲ့ဒီဝိညာဉ်တော်ကမဖြစ်နိုင်တဲ့အရာတွေကိုရောဘယ်လေအချိန်မီပြင်ဆင်ပေးမယ်ယုံကြည်တယ်ကိုတော့ရဲ့ထဲမှာမဖြစ်နိုင်တော့ရမတန်နိုင်တော့ရမရှိပြီပဲကိုရောလုံးနိုင်နေသေချာတယ်သုံးဆက်ရှင်နဲ့လုံးနာယောဂလည်းကြမ်းမာစေတယ်လမ်းမရှိတဲ့တော့အရနိုင်လမ်းကိုဖန်ဆင်းချောက်တွေတဲ့ရမှာဆိုင်ရည်တွေစီထွက်စေတာကိုရောပဲလေရေမရှိတဲ့အရမှာစိုင်းရည်ကိုထွက်စေတာကိုတော်ပဲ
ကျွန်တော်တို့အတွက်ကျွန်တော်တို့ရဲ့လိုအပ်တဲ့အရာတွေလိုချင်တဲ့အရာတွေဖြစ်ချင်တဲ့အရာတွေကိုကျွန်တော်တို့ရဲ့နှလုံးသားထဲမှာအဲ့ဒီတန်ရှင်းသောဝိညာဉ်တော်ကိုနေရာပေးလိုက်ပြီဆိုရင်တော့တန်ရှင်းသောဝိညာဉ်တော်ကကျွန်တော်တို့ကိုအချိန်မီပြင်ဆင်ပေးမယ်ရောက်ရှိစေမယ်မဖြစ်နိုင်တဲ့အရာတွေကိုဖြစ်စေမယ်မတတ်နိုင်တော့တဲ့အရာတွေလူအနေနဲ့စ조사လို့မရနိုင်တော့တဲ့အရာတွေကိုကျွန်တော်တို့ဖြစ်လာတော့မယ်ရရှိလာတော့မယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီအခုအချိန်မှာများစွာသောဒုက္ခပင်လယ်ထဲမှာရောက်ရှိနေတာဖြစ်တယ်။မြင်းငလင်းတန်းကြောင့်ကျွန်တော်တို့ဝန်းနေကြီးကွဲစွာဖြစ်အိုးအိမ်နဲ့များစွာကျွန်တော်တို့ဆုံးရှုံးတဲ့လူပေါင်းမြောက်စွာအသက်တွေကျွန်တော်တို့ဆုံးရှုံးသွားတာကျွန်တော်တို့တွေ့ရတယ်။အဲ့ဒီအသက်တွေကိုပြန်ရရှိဖို့အသက်ပြန်လဲရှင်နိုင်ဖို့ရန်အတွက်မဖြစ်နိုင်တဲ့အရာတွေဆုံးရှုံးသွားတဲ့အရာတွေပြန်လဲပြီးမှအစာပေါင်းများစွာရရှိနိုင်ဖို့ရန်အတွက်ပန်းရှင်သောဝိညာဉ်တော်အဲ့ဒီလေဟာကျွန်တော်တို့အထဲမှာတစ်ခုချင်းစီတိုင်းဟာအထဲမှာစူးစီးပြီးမှနောက်ဆုံးမှာဖရာသခင်ထံပါမှလာတဲ့ဝိညာဉ်တော်ဟာကျွန်တော်တို့ရဲ့နှလုံးသားထဲမှာအသက်ရှင်သွားပြီဆိုကျွန်တော်တို့ဘဝအသက်ပြန်ရှင်လာတော့မှာဖြစ်တယ်မြန်မာနိုင်ငံတော်ကြီးဒီပြန်လည်၍အသက်ရှင်လာမှာဖြစ်ပါတယ်ဆိုတဲ့အရာနဲ့ကျွန်တော်ဒီကနေ့အနည်းငယ်ခွန်အားပေးရင်ဂျာနာတော်သူအားလုံးပေါ်မှာရရှိတစ်တဖန်ကောင်းချီးပေးပါစေအာမင်အာမင်